အခုကြည့်ရှုနေတဲ့သူတွေထဲမှာခန္ဓာကိုယ်အားနေတာမောပန်းတာမကြာခဏဖျားနာတတ်တဲ့သူတွေရှိလားပေါ့နော်အဲ့တော့ဒီလိုမျိုးတွေဘာကြောင့်ဖြစ်တာလဲမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီနေ့မှာဝေမျှဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ရင်ဆုံးအနေနဲ့ကျွန်တော် page ကနေပြီးတော့မှ giveaway လက်ဆောင်တွေတစ်ခါမှမပေးဘူးသေးဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ဗီဒီယိုအဆုံးမှာဆိုလို့ရှင်တော့ giveaway လက်ဆောင်10ယောက်ကိုပေးဖို့လေစီစဉ်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်ကပေါ့နော်ဒီအသက်40ကျော်လာပြီဆိုလို့ရှင်ဒီ protein တွေ vitamin တွေဓာတ်တုဓာတ်တွေလိုအပ်ချက်တွေကရင်ကားထက်ကိုပိုပြီးတော့မှများလာဖြစ်ပါတယ်အဲ့တော့ဒီလိုခါမျိုးမှာကိုကလည်းဒီအလုတ်များတာတကြောင်ပေါ့လေဒီအစားအစာကိုစုံလင်စွာမစားဖြစ်ဘူးဆိုလို့ရှင်ခန္ဓာကိုယ်ကလည်းဒီလိုအပ်တဲ့ hard တွေလုံလုံလောက်မရရှိတော့ဘဲနဲ့ဒီမောပန်းတာတွေအားနေတာတွေမကြာခဏဖျားနာလာတွေပိုပြီးတော့မှပြေကြုံလာနိုင်ပါတယ်အဲ့တော့ဒီလိုခါမျိုးမှာကိုကနေပြီးတော့မှဒီ protein တစ်မျိုးရဲ့တောင်းနေုံ vitamin တစ်မျိုးရဲ့တောင်းနေုံနဲ့မလုံလောက်တော့ပါဘူးကိုထမင်းစားတဲ့ခါမှာဆိုလို့ရှင်လေဒီသားငါအသီးရွက်အသီးနှံတွေချစုံလင်စွာစားပြီးဖို့အရေးကြီးတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးစားရတဲ့အပြင်ပေါ့နော်ကျွန်တော်ဒီ complete daily nutrition ရဖို့ဆိုလို့ရှိရင်ဒီဖြည့်ဆွတ်စာအာဟာရတွေကိုလည်းနှီးဝဲတောင်းသုံးပေးနေတာဖြစ်ပါတယ်အဲ့တော့အခုဒီမှာမြင်တွေ့နေရတဲ့ ProHands မှာဆိုလို့ရှိရင်ကျွန်တော်ဒီ triple blended protein ပေါ့နော် protein 3မျိုးနောက်ပြီးတော့မှဒီ vitamin နဲ့ဓာတ်တုဓာတ်28မျိုးအပြင်ပေါ့နော်ဒီစာချဲစနစ်ကိုပုံမကောင်းမွန်စေတဲ့ပြင်ဓာတ်တွေနောက်ပြီးတော့မှ hard ဓာတ်34မျိုးပေါင်းနေဆိုတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကိုနေ့စဉ်စားနေကြစားစာတွေအပြင်ပေါ့နော်ကျွန်တော်ဒီရှေးဒါမှမဟုတ်ဆိုလို့ရှိရင်ဒီ no နဲ့ရောပြီးတော့မှတစ်နေ့ကိုတစ်ချိန်ပြီးဝဲတောင်းသုံးပေးနေတာဖြစ်ပါတယ်အဲ့တော့ဘယ်သူတွေအတွက်လဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့စဉ်ခွားနဲ့စွမ်းရည်ပြည့်ဝခြင်းသူတွေဒါပေမဲ့အလုပ်များပြီးတော့မှအစားမမှန်တဲ့လူကြီးတွေဒါပေမဲ့ဒီအစားတောက်ပြတ်တဲ့တက်ကြီးရွယ်အိုတွေနဲ့ခုခံအားနေတဲ့သူတွေအတွက်ကိုကျွန်တော်တို့ဒီနေ့စဉ်ခွားနဲ့စွမ်းရည်ပြည့်ဝစေပြီးတော့မှဒီမြန်မြန်လန်ထူစေဖို့ကိုလည်းအားပေးမှာဖြစ်ပါတယ်အဲ့တော့ giveaway ပေးဖို့အတွက်ကကြောက်ကျွန်တော်တို့ဒီဗီဒီယိုလေးရဲ့အောက်မှာပေါ့နော်ဒီကိုချစ်ခင်ရတဲ့သူကိုယ့်ရဲ့မိဘဖြစ်စေတာသမီးဖြစ်စေအဖိုးဖွားရလည်းရတာပေါ့နော်အဲ့တော့ဒီကိုဆူတောင်းပေးခြင်းတဲ့ comment လေးတစ်ခုမှတ်ပြီးရဆိုလို့ရှိရင်ရပါပြီအဲ့တော့ကျွန်တော်တို့ဒီ comment မှတ်ထားတဲ့သူတွေကနေပြီးတော့မှဒီ10ယောက်ကိုပြန်လည်ရွေးချယ်ပြီးတော့ဒီ ProHands လက်ဆောင်ဘူးလေးတွေပေးသွားမှာဖြစ်ပါတယ်မမေ့ပါနဲ့တင်ကိုယ်တိုင်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစိတ်ရုပ်ကိုပါကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်